ဒီကခလေးတွေကသူတို့ကိုပြောတဲ့စကားတဲ့ကိုကလောက်ပြတဲ့ behavior ပေါ့မိဘကိုယ်တိုင်ကကိုခလေးကိုဖြစ်စေခြင်းတဲ့ပုံစံတိုင်းကလေးကိုဖုန်းမသုံးစေခြင်းမှုဆိုကိုယ်တိုင်ကလည်းစီကံရှိမယ်ဖုန်းမသုံးဘူးပေါ့ဒီချိန်မှာအိမ်ဖုန်းမသုံးဘူးဥပမာထမင်းစားချိန်ဆိုရင်ဖုန်းကြည့်ပြီးတော့ထမင်းမစားဘူး TV ကြည့်ပြီးတော့ထမင်းမစားဘူးဆိုပါဆိုဒါဆိုလို့ရှိရင်မိဘတွေကိုယ်တိုင်ကလည်းထမင်းစားတဲ့ချိန်မှာမိသားစုတူတူပေါ့နော်စုံစုံလင်လင်နဲ့ထမင်းစားမယ်TV ကြည့်တာမျိုးဖုန်းကြည့်ရင်လည်းစားတာမျိုးမလုပ်ဘူးပေါ့ဒီပို့ပြီးတော့ behavior ကပို့ပြီးတော့ပေါ့နော်ကူးဆက်တတ်တယ်ပေါ့ကောင်းတဲ့ behavior လေးတွေကိုရှေ့ကနေပြီးတော့ role modeling အနေနဲ့ပေါ့နော်လုပ်ပြပေးမယ်ဆိုရင်တော့ဒါကလေးတွေလည်းအကျိုးရှိနိုင်ပါတယ်